ဆောင်ရုပ်ဖြတ်ပြီးတော့တိုင်းပြည်အခြေအနေလေးလာဖို့မင်းနေပြည်ကနေတိတ်စိတ်ထောက်ခွာခဲ့ပါသူပထမဆုံးရောက်ခဲ့တဲ့နေရာကတော့အလွန်ဆင်းရဲတဲ့အဖိုးအိုလင်မယားနေတဲ့အိမ်စုပ်ကလေးစီကိုအဖိုးအိုလင်မယားတော့ပြင်ပန်းဆင်းရဲစွာနဲ့ရောက်ခင်းထဲမှာစိုက်ပျိုးလောက်ကင်စားတောက်နေရတာအယောင်ဆောင်ဘရင်ကြီးကလည်းတွေ့ရတယ်လေဒီမှာပဲတ냐အိတ်ဖို့တဲဖို့ခွင့်တောင်းတော့လေအဖိုးအိုလင်မယားခွင့်ပြုပြီးတော့လူလေသေးမရှိအောင်လေရှိတာလေးနဲ့အဲ့ခံကျူးမွေးကြပါတယ်လူစင်းရဲပေမဲ့စေတနာမစင်းရဲတဲ့အဖိုးအိုလင်မယားကိုအယောင်ဆောင်ဘရင်ကြီးကလည်းစိတ်ထဲမှာကြည့်ကျေးဇူးတင်နေမိတာပေါ့ညကြတော့အိယာမဝင်ခင်အတူတူထိုင်ပြီးတော့စကားပြောတဲ့အခါမှာဘရင်ကြီးကလည်းအဖိုးတို့မှာစားမဲ့တောက်မဲ့လူလည်းမရှိပဲနဲ့ဘာလို့တလောက်များပေမန်းကြီးဆိုအလုပ်တွေလုပ်နေရတာလဲဒီရွယ်ဆိုတာလေတားတော့သမီးနဲ့အလုပ်တွေလုပ်တရားတော်ကြောင်းတဲ့လူတွေအချိန်တွေကြာရင်ဒီခါမှာအဖိုးကလည်းဒီလောကရန်တူနာလီလူငယ်တွေသာသမီဆိုတာလေသူချင်းတဲ့ရုပ်အခုဖြစ်နေကြတာတို့မှာလေရှေ့စားတဲ့ဘဝခီးလမ်းမှာသမီးမရနဲ့